6ကလန်ရဲ့ရှုပ်တော်ပုံကြားရေးကတော်ဝင်မင်းသမီးတစ်ပါးဒီဗီဒီယိုမှာတော့ကျွန်တော်က Lady ချမ်းရဲ့အကြောင်းကိုပြပြရင်းနဲ့သူမနဲ့ဆက်ဆက်နေတဲ့6ရဲ့ကလန်အကြောင်းကိုပါအနေငယ်မိတ်ဆက်ပေးကြပါမယ်တကယ်3ကနန်သမိုင်းထဲမှာပါရှိခဲ့တဲ့ပုံကိုယ်တွေမဟုတ်လို့စိတ်ဝင်စားဖို့ကောင်းမယ်လို့လည်းထင်ပါတယ်ဗျဆိုတော့စားလိုက်အောင် Lady ချမ်းဆိုတာကအရင်တုန်းကအရန်ကိုဉာဏ်ပညာကြီးမားပြီးတော့စွမ်းအားကြီးလွန်းနေရှေးရောက်ပညာရှိကြီးတွေရဲ့မျိုးဆက်ကိုစက္ကန့်နဲ့မင်းကလေးလိုအားလုံးကသတ်မှတ်ထားကြတာပါမြင့်မြတ်တဲ့မျိုးကလာပြီးတော့ရုပ်အစင်းမှလည်းအရန်ကိုလှပတာမို့လို့ Lady ချမ်းကိုအားလုံးကလေးစားမြင်လို့ကြရပေါ့နော်ဒါပေမဲ့တော်ဝင်မင်းသမီးဆိုတဲ့အတိုင်းပဲတာဝန်နေလိုင်းနာအမေစီကန်းနေနဲ့သူမရဲ့ဘဝကိုသူမကိုယ်တိုင်မပိုင်ပဲရှင်သန်နေခဲ့ရတာပါဒီလိုနဲ့တရက်မှာတော့ Lady ချမ်းတယောက်သူမရဲ့ဘဝကိုပြောင်းလဲသွားမယ်အချစ်ဆိုတဲ့အရာကိုတွေးရှိသွားပါတော့တယ်သူမရဲ့ချစ်သူကတော့6 family ကငယ်ရွယ်ပြီးရုပ်ရည်ချောမောတယ်ရီမန်းချက်ကြီးပြီးစကားပြောတော်တော်ကောင်းတဲ့အမင်းသားတစ်ပါးပေါ့နော်အဲ့လိုနဲ့ Lady ချမ်းကသူမရဲ့တာဝန်တွေမြင့်မြတ်တဲ့ဂုဏ်ပုဒ်တွေပြီးတော့သူမရဲ့တော်ဝင်မိသားစုကိုအဆုံးရှုံးခံပြီးတော့သူမချစ်ရတဲ့သူနဲ့လက်ထပ်ပြီးလွတ်မြောက်ရာအဆင့်မှန်ကိုရှာဖွေခဲ့ပါတော့တယ်ဒါပေမဲ့ဇလန်းကဒီမှာနေမပြီးသွားပါဘူးဇသိန်းကောင်းကောင်းလေးနဲ့ပြီးသွားရင်အော်နောက်ကဟီးရိုပဲဖြစ်တော့မှာလေဟုတ်တယ်မလားတကယ်ကသူမကိုလက်ထပ်ခဲ့တဲ့မင်းသားက Lady ချမ်းကိုတကယ်ချစ်ခဲ့တာမဟုတ်ပါဘူးသူမရဲ့မြင့်မြတ်တဲ့တော်ဝင်မျိုးဆက်ဆိုတဲ့ဂုဏ်ပုဒ်ကိုလိုချင်ခဲ့ုံသားဖြစ်ပါတယ်ဒီလိုနဲ့အာနာရီစွာရီယူသွတ်နေတဲ့ဒီ6 family ရဲ့လှောင်ရင်တွေကိုသူမရောက်ရှိခဲ့ပါတော့တယ်သူမဘဝရဲ့လွတ်မြောက်ခြင်းကိုရှာဖွေရင်းနဲ့ကိုယ်တိုင်တော့မသိလိုက်ပဲထပ်ပြီးချုံနှောင်ခံလာရခြင်းမျိုးပါပဲဆိုတော့တွေးကြည့်လို့ရှိရင်ဒီကားနေကျွန်တော်တို့သင်ခန်းစာတွေအများကြီးရနိုင်ပါတယ်ဗျဒါကတော့ Lady ချမ်းရဲ့အကြောင်းကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်မနေ့ပြန်ကြရင်လည်းဘယ်ဟီးရိုးအကြောင်းကိုဗီဒီယိုလုပ်ပေးရမလဲဆိုတာ comment မှာပြောခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဆရာပါဗျနောက်ဗီဒီယိုလေးမှာပြန်တွေ့ရအောင်